အော်ငေါက်ခံရတဲ့ကလေးဟာဘာတွေရင်ဆိုင်ရနိုင်သလဲပညာဝေစာကိုပိုင်မူလရန်ကြောင်းတောင်ငူမှစီစဉ်ပါသည်တစိတ်ပိုင်းဆိုင်ရာနှင့်မိမိကိုယ်ကိုယုံကြည်မှုထိခိုက်ခြင်းကိုတန်ဖိုးမထားတတ်တော့ခြင်း loss of esteem ငါကဘာလို့အဆင်မပြေပါလားငါကြောင့်အမြဲပြဿနာဖြစ်ရတာဆိုတဲ့အတွေးမျိုးဝင်လာပြီးမိမိကိုယ်ကိုယုံကြည်မှုပျောက်ဆုံးသွားတတ်ပါတယ်စိုးရိမ်စိတ်လွန်ကဲပြီးကြောက်ရွံ့နေခြင်းအမြဲတမ်းအော်ခံရမှာကိုကြောက်နေရတဲ့အတွက်ရင်တထိတ်ထိတ်နဲ့နေရတတ်ပြီးစိုးရိမ်စိတ်လွန်ကဲတဲ့ယောဂ anxiety နဲ့စိတ်တက်ကြတဲ့လက္ခဏာတွေဖြစ်လာနိုင်ပါတယ်။နှစ်အပြုမူနဲ့ပေါင်းတင်ဆက်ဆံရေးပြောင်းလဲလာခြင်းမိဘတွေအော်ဟစ်တာကိုမြင်ပြီးဒေါသထွက်ရင်အော်လို့ရတယ်ကြမ်းတမ်းလို့ရတယ်ဆိုတဲ့ပုံစံမားကိုအတူယူသွားတတ်ပါတယ်။ရလတ်အနေနဲ့တငယ်ချင်းတွေမောင်နှမတွေအပေါ်ပြန်ပြီးရန်လိုကြမ်းတမ်းလာတတ်ပါတယ်။နောက်တစ်ခါအော်မခံရအောင်အမားတွေကိုဖုံးကွယ်ဖို့ကြိုးစားရင်အလိမ်ညာတန်လာတတ်ပါတယ်။အမားလုံးမိမာကိုအလွန်အမင်းကြောက်တဲ့အတွက်အစ်တွေကိုမဆန်းရဲတော့ပဲလူအများနဲ့မဆက်ဆံလို့ပဲတယောက်တည်းအထီးကျန်အောင်နေတတ်ပါတယ်။3. အုံနောက်နဲ့ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှောင့်နှေးခြင်းစိတ်ဖိစီးမှုဟော်မုန်းကော်တီဆိုတွေအမြဲထွက်နေတဲ့အတွက်ကလေးရဲ့အုံနောက်ထဲကမှတ်ဉာဏ်နဲ့စိတ်ခံစားမှုကိုထိန်းချုပ်တဲ့အစိတ်အပိုင်းတွေဖွံ့ဖြိုးမှုကိုနှောင့်နှေးစေပါတယ်။အမြဲစိတ်ပူပန်နေရတဲ့အတွက်စာသင်တဲ့အခါဒါမှမဟုတ်အလုပ်တစ်ခုခုလုပ်တဲ့အခါအာရုံစိုက်ဖို့ခက်ခဲသွားတတ်ပါတယ်။မိဘနှင့်ကလေးကြားတန်ရောစဉ်ကွာဟသွားခြင်းမိဘကိုလေးစားလို့နာခံတာမျိုးမဟုတ်ပဲကြောက်လို့တာငြိမ်ခံနေရတာဖြစ်တဲ့အတွက်ကြီးလာတဲ့အခါမိဘနဲ့ရင်ဖွင့်တိုင်ပင်လေးမရှိတော့ပဲတန်ရောစဉ်အလှမ်းဝေးသွားတတ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်နော်။